ချင်းနေမ ပြည် ကော တော်လုံးပိပိပါတီရဲ့ ဟုတ်ဘူးလေ ကွာနေတဲ့ဥက္ကဋ္ဌရဲ့နောက်ကျောင်းညာဆိုရင်ကြားလို့ကြည့်ဘယ်လောက်သိလဲ ချောအဲ့လောက်မသိဘူးကျွန်တော်ကဥက္ကဋ္ဌပဲသိတာသဘောကောင်းပါတယ် ဟုတ်ပြီနော် ဟိုလို့ तू ကလေဟိုအဲ့လိုပြောလောက်မယ်လို့မထင်ရလောက်အောင်တော့ ပြောကြည့်လိုက် ပြောလိုက်တယ်လို့ထင်တာပဲနော် ပြောလိုက်နော်အဲ့တော့တရားသူကြီးမသိအောင်ပြောပြရင်ဒီမိမဟာ အဲ့ဒါပဲသမား နော်ဒီမိမဟာသဘောပုတ်ပြီးတော့တဝမ်းထားလိုက်မယ်တဝမ်းထား ဘိုးအဲ့ဒါပဲသမား သဘောပုတ်ပြီးတော့အောက်တန်းစားဆန်တာပါနော်အောက်တန်းစားဆန်တာအရင်တည်းရပါဟာလားဒီပြည်တော်လုံးပါတီဥက္ကဋ္ဌဟာအရင်တုန်းကဘယ်လောက်တည်းဆန်လဲဆိုရင်တစ်ချိန်လုံးကဒေါ်ဆန်းစုကြည်နဲ့ NLD ပါတီကြောင့်သူ NLD မှာအမတ်ဖြစ်ခဲ့ဘူးอ่ะသိတယ်နော် ဟိုအဲ့ဒါလေ မသိဘူးလို့ပြောလိုက် အဲ့ဒါလေတီတယ်လို့ဩကျက်တုံလေးတဲ့ဓာတ်တွေမှာထွက်လာတယ် နော်